继续呢，家人ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Weekend Warriors ပွဲနဲ့သူရဲ့ကောင်းများပွဲကြို30ချက်ဓာတ်ထုတ်လုပ်မှုစီစဉ်ကနေဒီနေ့စနေနေ့အတွက်အားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဒါမကြမီချိန်တွင်ည7:00နာရီခွဲချိန်မှာကစားမဲ့ Italy Serie ပွဲစဉ်24ဖြစ်ဂျီနိုဝါသင်းနဲ့နာပိုလီသင်းတို့ရဲ့ပွဲစဉ်ကိုဒါ Weekend Warrior ရဲ့ဓာတ်တင်ဆက်မှုစီစဉ်ဖြစ်ကျွန်တော်တို့တူကိုနန်လေးအောင်ကိုထုံထုံတို့ပါဝင်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနာပိုလီကဒီပုံစံတွေမှာတားကြနေပြီးသားဆိုတော့ကျွန်တော်ကတော့ဂျီနိုဝါဖော်ကောင်းနေတာလည်းမှန်တယ်အင်ရှင်လည်းမှန်တယ်ဒါပေမဲ့နာပိုလီနည်းနည်းလေးများသူတို့ချန်ပီယံလိဝင်ခွင့်အတွက်ဒီပွဲကိုပုတ်တိုက်ဟာကောင်းကောင်းလေးနဲ့ကစားမလားပေါ့နော်ရှိတဲ့သူတွေချက်ခိုင်မှုမပြည့်ပေမဲ့လည်းတဘာရတော့တွန်းတင်ပြီးကစားမလားပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီပွဲအတွက်ဆိုရင်တော့ဧည့်သည်နာပိုလီပြည့်သက်တော့လုပ်ကြည့်ထားကြပါမယ်ဟုတ်ကဲ့ပါကိုကြီးခုနလေးအောင်ရွေးပေးပါအောင်ကိုအကိုကတော့ဒီနေ့မှာဒါလက်လောကောင်းနေတဲ့ဂျီနိုကဟိုပို့ပြီးတော့သဘောကျမိပါတယ်အဲ့လိုအိမ်ဝင်းမှာလည်းဒါကောင်းနေတယ်ပြီးတော့ဟိုဒီလိုအင်အားချိနေတဲ့အချိန်မှာနာပိုလီကိုထိတဲ့တွေ့ဆုံမှတ်တမ်းမှာပြန်ပြီးတော့ဟိုရမှတ်တွေဒီဟိုတွင်းကိုတွေမရဘူးဆိုလို့ရှိရင်ဂျီနိုအတွက်ကဟိုနောက်ဖြစ်လာဖို့မလွယ်တော့လက်ရှိချိန်မှာအကောင်းဆုံးလက်စားချေတုံ့ပြန်မှုတစ်ခုကိုဂျီနိုကလုံးပြရင်လည်းတန်းစစ်စုံနဲ့ခက်ဝေးထွက်ဖို့အတွက်ကြိုးစားမယ်ထင်တာပါအဲ့တော့ဂျီနိုပါဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ကလည်းအင်ရှင်ပဲကြိုက်ပါတယ်ဘာလို့ဆိုတော့ဟိုလောကောင်းနေတဲ့ဖောင်ရနာပိုလီကိုထပ်ပြီးဒုက္ခပေးအောင်မယ်လို့ထင်လို့ကျွန်တော်အင်ရှင်ပဲပြပါမယ်ဆိုတော့ကိုဂျီနိုဝါကိုထွန်းနာပိုလီကျွန်တော်ဂျီနိုဝါဆိုတော့တခြား warrior တွေပါရွေးထားလဲချက်တော့ကိုကောစောဦးနာပိုလီဟာကြာလေးရတယ်နာပိုလီဒီနေ့တော့နာပိုလီတမရညာနေကိုတီးရဆိုရင်နာပိုလီပဲကိုချစ်ထုံးစံတိုင်းပဲဂျီနိုဝါပါကိုချစ်ကတော့အောက်ပဲဟုတ်ပဲပြည်သူများအားလုံးပဲကျွန်တော် Weekend Warrior ရဲ့တင်ဆက်မှုကနေပြန်လည်ပြီးတော့အကျိုးဆိုလိုက်ပါတယ်ခင်ဗျာလက်ရှိတင်ဆက်မဲ့ပွဲစဉ်ကတော့ဒါ Nantes နဲ့ Lion သင်းတို့ရဲ့လာမဲ့မြန်မာစံတော်ချိန်2:35မိနစ်အချိန်မှာကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်။ Eric ကိုရတယ်ဆိုတာ Moria တို့ကြောင့်ပေါ့နော်။ Moria တို့တိုးအားလှုပ်အားတွေရှိတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့လည်းပဲလူငယ်တွေပို့ပြီးတော့တောက်ပလာနိုင်မလားဆိုတဲ့ Lion ဘက်ကိုတော့ကျွန်တော်ပို့ပြီးတော့ရိုင်းခြင်းနဲ့ Asian Nantes ကတော့ကျွန်တော်တိုက်စစ်ပိုင်းမှာတော့ Evelyn တယောက်တည်းနဲ့တော့အလုံးမဖြစ်လှဘူးလို့တော့ထင်တယ်ဗျ။ဒါကြောင့်မလို့လည်းပဲကျွန်တော်ဧည့်သည် Lion ရွေးပါကြိုက်ပါတယ်နော်။ဟုတ်ကဲ့ပါ။ခုနကရောဟိုပါရွေးမလား။ Lion ကဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင် Lion ရဲ့ပွဲတွေကျွန်တော်မှတ်ထားတဲ့အရာဆိုနောက်ဆုံး12ပွဲမှာ9ပွဲကအနီးကက်ထိတယ်ဆိုတော့ Lion ပွဲတွေကနည်းနည်းတော့ high တယ်ကျဲတယ်ခုန800ပွဲလို့ကျွန်တော်တို့အချိုးကွေးတွေလည်းအများကြီးများအောင်မြင်သွားနိုင်တယ်ဆိုတော့ဟိုဘာတွေဆက်ဖြစ်မလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေ့ Nantes နဲ့တော့ဆွတ်လာကြပါတယ်ဟုတ်ကဲ့ပါဟိုတော့ Nantes ပေါ့လေဟုတ်ကဲ့ပါဆိုတော့တော်တော်လေးတော့စဉ်းစားချက်တဲ့အပွဲပေါ့လေပုံမှန်တိုင်းဆိုရင်တော့ Asian Nantes ပဲကျွန်တော်နေမိမှာပဲဒါပေမဲ့လည်းအခြေအနေကတော်တော်လေးကွာဟချက်များနေ Nantes ဆိုရင်ဒီဟာဒီအိမ်ကွင်း10ပွဲကစားတာပေကို22ကိုတပွဲ2ဂိုးလုံးပြီးထားတဲ့အသင်းကိုလိုင်ယွန်ကဘာကိစ္စဂိုးမသွင်းနိုင်မှလည်းဆိုတော့အတွေးကြီးလည်းရှိပြန်ပြန်စဉ်းစားလိုက်မယ်ဆိုရင်လည်း Nantes ကအိမ်ကွင်းမှာတန်းစစ်ဆောင်ကနေရုံးရတော့မဲ့ PR ကြီးလည်းရှိနေပြန်ဆိုတော့တော်တော်လေးပြာများပါတယ်ဒီပွဲမှာတော့ကျွန်တော်ဧည့်သည်လိုင်ယွန်နဲ့ပဲနေလိုက်ပါတော့မယ်ဆိုတော့နိုင်ရပြီဆိုတဲ့ဘက်မှာဘလူးပဲနေတော့နိုင်အောင်တော့ပြောပါနေပြောဟာကိုချင်းကြီးကတော့သူကတော့အမြဲအောင်ပဲ Nantes ကိုတရားဆိုတာ Nantes ကဲ Nantes ကြီးရောက်လာတယ်ကိုတရား Nantes ကြည့်လိုက်မယ်ကိုကုန်းစောကိုလိုင်းရောညီမလေးတာလီက Nantes ထူးထူးခြားခြား3ယူပေးကြတဲ့ပြည်သူများကျွန်တော်ဒီတင်ဆက်ခဲ့တဲ့ရှေ့က series ပွဲစဉ်ကလက်ရှိလီဂ်1ပွဲစဉ်ရောအားလုံးကြီးခဲ့တဲ့ညီကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့ဒီနေ့မှာထပ်မံပြီးတော့အဆုံတွေ့ကြပါရခင်ဗျာပြိုင်ပွဲတိုင်းကိုလေးစားအနိုင်ယူနေတဲ့ကောင်များ